အားလုံးပဲမင်္ဂလာပါရှင်ချစ်တူကြီးငါတလောက်ပေါင်းလေးပြပါမယ်မော်လမြိုင်ခရမ်းညင်သီးလေးနဲ့ငါတလောက်ပေါင်းလာပါရှင်ငါတလောက်ပေါင်းကိုလေဂျင်းရဲ့စပလင်းရဲ့ကြက်သွန်ပြူရဲ့အဲ့လိုရွှေအောင်တန်းနေအောင်စီတက်ပြီးတော့မှဟင်းချက်မှုတ်တဲ့စနွေးမှုတ်တဲ့ထည့်ပြီးတော့မှစီတက်ငါတလောက်ပေါင်းကိုအောက်ကကြက်သွန်ဦးနဲ့ခရမ်းညင်သီးနဲ့ခင်းပြီးတော့ငါးလေးတွေစီပြီးတော့အပေါ်ကအရင်ဟင်းအနှစ်ကိုပြန်ထည့်မှာပေါ့နော်ငါတလောက်ပေါင်းကိုဇပလင်မခင်းဇပလင်ခင်းရင်ဘာဖြစ်သွားလဲဆိုတော့ဟင်းလေးကအစီအနှစ်တည်းအဲ့ဒီဇပလင်ထဲမှာသွားကတ်နေတော့ဟိုဟင်းထဲမှာငါးထဲမှာအရသာတိတ်မရှိသလိုခံစားရတယ်လေအဲ့ဒါညိုမီကတော့တမယိုရီရယ်ဆက်လက်ကားရီရယ်ထည့်ပြီးတော့နှက်ထားတာပေါ့ငါးလေးတွေအဲ့လိုစီပြီးတော့မှအပေါ်ကနေပြီးတော့စီတက်တဲ့အနှစ်ကိုထည့်ပြီးတော့ပေါင်းတာအမလေးမီးသွေးနဲ့ပေါင်းတာညိုမီကကုတ်ကတ်နဲ့လောက်တာမဟုတ်ပါဘူးเนาะတနေကုန်တညာလုံးကြည့်တော့တာဘာမှမဟုတ်တယ်ဒါကတော့ရခံဒီအချိန်နေစားကန်နီးတာငါတလာပေါင်းကရှယ်ကောင်းတာပေါင်းလိုက်ရတာမပြောတော့ဒါကတော့လုံးဝနူးဤသွားကြီးအယိုးတွေလုံးဝဣသွားတာကြည်ပါအောင်စားကျင်စရာခရမ်းညင်သီးနဲ့ကြက်သွန်ဥကိုအောက်မှာခင်းထားလိုက်တော့အရန်စားလို့ကောင်းဒါကတော့ရှမ်းပြည်ထွက်ရှမ်းဒေသထွက်ပစ္စည်းလေးတွေပေါ့နော်